အမေရိကန်နဲ့အီရန်ကြားကကျင်းပမှုတွေကကမ္ဘာရေးရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကတစ်ခုအဖြစ်အမြဲတမ်းရှိနေခဲ့ပါတယ်။အရှိအလယ်ပိုင်းဒေသဟာအခုဆိုရင်တော့အရေးကြီးတဲ့အချိုးအကွေ့ကာလတစ်ခုတည်းကိုကျိုးဝင်လာခဲ့ပါပြီ။နောက်လာမယ့်ရသရပတ်အနေငယ်မှာအီရန်ကတစ်ဖက်အမေရိကန်နဲ့မဟာမိတ်တွေကတစ်ဖက်စစ်ရေးပဋိပက္ခဖြစ်တော့မှလားဒါမှမဟုတ်တန်တမာရေးလုပ်ငန်းစဉ်အစပြိုးတော့မှလားဆိုတာကိုအဆုံးအဖြတ်ပေးလာနိုင်ပါတယ်။အီရန်အစိုးရကအခုအချိန်မှာစီးပွားရေးနဲ့နိုင်ငံရေးအရာအကျဉ်းတဲ့ချက်တွေကိုရောက်နေပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီအချက်အတဲကနေအီရန်လွတ်မြောက်နိုင်မဲ့တခုရီသောလမ်းကအမေရိကန်နဲ့သဘောတူညီချက်အသစ်တရက်ရယူခြင်းသာဖြစ်တယ်လို့ယူဆထားပုံရပါတယ်။ဒါကိုပို့ပြီးတော့သိကြဖို့အတွက်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကမ်းလွန်ရေပြင်ထဲမှာရေတပ်အင်အားကိုအလုံးရင်းနဲ့စုဖွဲ့ထားလိုက်ပြီးတော့စစ်ရေးအရာဖိအားပေးခြင်းဆိုတဲ့နည်းလမ်းကိုပါတပြိုင်နက်တည်းအသုံးပြုလာပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ကစီးရေးအရာတိုက်ခိုက်လာခဲ့မယ်ဆိုရင်လူမှုအုံကြွမှုကြီးတရက်ထပ်ပေါ်ထွက်လာခဲ့မှာဖြစ်ပြီးတော့အီရန်အစ္စလာမစ်နိုင်ငံရေးစနစ်ဇက်သိမ်းမဲ့အရေးကိုအီရန်အစိုးရကစိုးရိမ်ပူပန်နေပါတယ်။ဒီအတွက်အမေရိကန်ကစီးရေးအရာတိုက်ခိုက်မဲ့အရေးကိုအီရန်အစိုးရဘက်ကရှောင်ရှားလိုပါတယ်။ကျင်းမာမှုတွေကိုတန်တမန်နီလန်နဲ့ရှော့ချဖို့ကြိုးပမ်းမှုတွေကအောင်မြင်တိုးတက်မှုရှိခဲ့တယ်လို့အမေရိကန်ရောအီရန်ကပါနှစ်ဖက်စလုံးကဒီရက်တွေထဲမှာထုတ်ပြောထားကြပါတယ်။သို့ပေမဲ့လည်းစစ်တမ်းပေးနေတာတွေကိုတော့နှစ်ဖက်စလုံးကမလျှော့သေးပါဘူး။တကယ်လို့အမေရိကန်ကအီရန်ကိုတိုက်ခိုက်လာမယ်ဆိုရင်အီရန်ကလည်းပြင်းပြင်းထန်ထန်ပြန်ပြီးတော့တုံ့ပြန်မယ်လို့အီရန်ခေါင်းဆောင်အယာဂျိုလာခါမေနီကပြောကြားခဲ့ပါတယ်။ပြီးတော့အမေရိကန်ပြည်ထောင်စုကစစ်ကိုစခဲ့ရင်အဲ့ဒီစစ်ပွဲကဒေသတစ်ခွင်လုံးကူးဆက်သွားလိမ့်မယ်လို့လည်းအယာဂျိုလာခါမေနီကချိန်ကြောက်ခဲ့ပါသေးတယ်။အမေရိကန်ကသာအီရန်ကိုတိုက်ခဲ့မယ်ဆိုရင်အရှိအလယ်ပိုင်းဒေသကိုပါစစ်ထဲကိုဆွဲသွင်းမယ်လို့တွေ့ဝိုက်ပြီးတော့ချိန်ချောက်လိုက်တဲ့သဘောပဲဖြစ်ပါတယ်။အီရန်နဲ့သဘောတူညီချက်တရက်ရယူနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားပါတယ်။ဒါပေမဲ့မရခဲ့ဘူးဆိုရင်ကမ္ဘာစစ်စွမ်းရည်အမြင့်ဆုံးအမေရိကန်ရေတပ်စစ်သင်္ဘောတွေအရှိအလယ်ပိုင်းမှာရောက်နေပါပြီလို့သမ္မတဒေါ်နယ်ထရန့်ကလည်းပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့မှာပြောကြားခဲ့ပါတယ်။အီရန်ဘာသာရေးခေါင်းဆောင်အယာတိုလာအလီခါမေနီရဲ့ရန်စကားတွေကိုတုံ့ပြန်တဲ့အနေနဲ့ထရန့်ကအခုလိုပဲသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အီရန်ရဲ့တုံ့ပြန်နိုင်စွမ်းကိုလည်းရှော့တော့လို့မရပါဘူး။အီရန်ရဲ့ဒုံးကျည်တွေကပင်လယ်ကွေ့အာရပ်နိုင်ငံတွေရဲ့ရေနံနဲ့သဘာဝဓာတ်ငွေအခြေခံအဆောက်အုံတွေကိုဖျက်ဆီးနိုင်စွမ်းရှိနေပါသေးတယ်။တကယ်လို့စစ်မီးသာတောက်လောင်ခဲ့မယ်ဆိုရင်ဒေသရင်းမှာရှိတဲ့ပျက်စီးမှုတွေသာမကဘဲနဲ့တကမ္ဘာလုံးအတိုင်းအတာအရနောက်ဆက်တွဲစီးပွားရေးပြဿနာတွေပါဆိုးဆိုးဝါးဝါးပေါ်ထွက်လာနိုင်ပါတယ်။အီရန်အစိုးရကတကယ်တမ်းမှလည်းကျင်းတဲ့ချက်ထဲရောက်နေတာပါ။ရီယယ်ငွေကြေးစနစ်တန်ဖိုးချိန်မရသိမ်းမရကျဆင်းလာမှုနဲ့အတူအီရန်ရဲ့စီးပွားရေးကလည်းတစ်ချိန်လုံးတိုးကျနေပါတယ်။ဒီအချက်တွေကြောင့်ပြီးခဲ့တဲ့လထဲမှာအစိုးရစံကြေးဆန္ဒပြပွဲတွေပေါ်ထွက်လာခဲ့ပြီးတော့အီရန်အစိုးရကလည်းမီးကုန်ရန်ကုန်ရရဆက်ဆက်နှိမ်နင်းခဲ့ပါတယ်။အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်အီရန်ပြည်တွင်းအစိုးရစံကြေးဆန္ဒပြပွဲတွေကရုတ်တရက်ငြိမ်သက်သွားပေမဲ့အီရန်ပြည်သူတွေရဲ့ရင်ထဲမှာတော့အစိုးရလုံခြုံရေးအဖွဲ့အစည်းတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအပေါ်ဒေါသမီတငွေငွေလောင်မြိုက်နေကြစေပါဒီအထက်ကိုအီရန်အစိုးရကလည်းကောင်းကောင်းနားလည်ထားပါတယ်ဒီလိုအခြေအနေမျိုးကအမေရိကန်ပြည်ထောင်စုရဲ့စစ်ရေးဖိအားဟာအခြေရင်းရိုင်နေပြီဖြစ်တဲ့အီရန်အစိုးရအပေါ်ပွဲသိမ်းထိုးကွက်ဖြစ်သွားနိုင်ပါတယ်နျူကလ িয়ার သဘောတူညီချက်တရက်ရယူရေးအတွက်အမေရိကန်ရဲ့တောင်းဆိုချက်ကိုအီရန်ကလက်မခံခဲ့ရင်သမ္မတထရန့်ကသူ့ရဲ့စီရေးရည်မှန်းချက်ကိုလက်တွေ့အကောင့်ထဲပေါ်လာနိုင်ပါတယ်။အနည်းဆုံးလေကြောင်းတိုက်ခိုက်မှုနဲ့အပြစ်ပေးနိုင်ခြေကတော့တပြေးပြေးမြင့်တက်လာနိုင်ပါတယ်။တကယ်လို့သာအမေရိကန်ကစီရေးအရာအမှန်တကယ်တိုက်ခိုက်ခဲ့မယ်ဆိုရင်အီရန်ပြည်သူတွေရဲ့အစိုးရဖြုတ်ချရေးကြိုးပမ်းမှုတွေပို့ပြီးတော့အားကောင်းလာလိမ့်မလား။ဒါမှမဟုတ်အီရန်အစိုးရကပဲပြည်သူတွေရဲ့နိုင်ငံရေးအတူမှုကိုဖိနှိပ်ဖို့အတွက်အမေရိကန်ရဲ့စီရေးတိုက်ခိုက်မှုကိုအကြောင်းပြချက်တစ်ခုအဖြစ်ပြန်လည်ပြီးတော့အသုံးချလာလိမ့်မလားဆိုတဲ့မေးခွန်းနှစ်ခုရှိလာမှာဖြစ်ပါတယ်။ဒီမေးခွန်းတွေရဲ့အဖြေကလည်းသိပ်မကြခင်မှာပဲထွက်ပေါ်လာတော့မှာပါ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့မှာတော့အီရန်နဲ့အမေရိကန်တာဝန်ရှိတဲ့သူတွေကအိုမန်နိုင်ငံမတ်စကတ်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုကနေတည်တာရဲ့ရလဒ်တစ်စုံတရာထွက်မလာခဲ့ပေမဲ့မကြာမီကာလအတွင်းထပ်မံတွေ့ဆုံဖို့ကိုတော့သဘောတူညီခဲ့ကြပါတယ်။ဒီဆွေးနွေးပွဲရဲ့ထူးခြားချက်ကတော့အရှိအလယ်ပိုင်းဒေသအတွက်တာဝန်ရှိတဲ့အလယ်ပိုင်းစစ်ဒေသစစ်ဌာနချုပ်အကြီးအကဲအမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Brett Cooper ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကအီရန်ကမ်းလွန်မှာအမေရိကန်ရေတပ်အုပ်စုအသင့်ရှိနေတဲ့အကြောင်းကိုတန်တမန်နီလန်နဲ့သတိပေးလိုက်တာမျိုးလည်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်းသမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုဇက်တိုက်ဖိအားပေးနေပြီးတော့နျူကလ িয়ার သဘောတူညီချက်မရခဲ့ဘူးဆိုရင်အီရန်ရင်ဆိုင်ရမယ့်အကျိုးဆက်ကတိတ်ကိုကြီးမားလိမ့်မယ်လို့ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။အခုဆိုရင်အရှေ့အလယ်ပိုင်းရဲ့ပထဝီဝင်နိုင်ငံရေးဒရမာကဇက်ရှိန်အမြင့်ဆုံးအပိုင်းကိုရောက်နေပါပြီ။နှစ်ဖက်စလုံးရဲ့လက်ညှိုးတွေကတနမောင်းခလုတ်တွေပေါ်မှာရောက်နေကြပါပြီ။တစ်ချက်ကလေးများအတွက်ချက်မှားခဲ့ရင်တော့အရှိအလဲပိုင်းနယ်စည်းကိုကျော်လွန်ပြီးတော့တကမ္ဘာလုံးကိုရိုက်ခတ်လာနိုင်မဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ်ထွက်လာနိုင်ပါတယ်။ဒီအဖြစ်ကိုရှောင်ရှားဖို့အတွက်အီရန်နဲ့အမေရိကန်ပြည်အောင်စုတို့အနေနဲ့တန်တမန်နီလန်းကိုပဲရွေးမလားဒါမှမဟုတ်စီရေးစီယာကိုပဲရွေးမလားဆိုတာတွေကတော့မဝေးတော့တဲ့လာမယ့်ရက်တွေထဲမှာအဖြေပေါ်လာနိုင်ပါတယ်။တနည်းပြောရရင်တော့အီရန်ရဲ့ဖြစ်တည်မှုအပြောင်းအလဲကိုစောင့်ကြည့်ဖို့လတွေနှစ်တွေအများကြီးမလိုတော့ပါဘူး။မနက်ဖြန်ဆိုတဲ့နိကလာတဲ့ကာလတစ်ခုပဲလိုပါတော့တယ်ရှင်။